ပြောသွားရဲ့ခရုပေါ့နော်ခရုကြော်ညာတာကဘုံလေးဆိုတာဒီဘုံလေးပါဒီဟာလေးက1ပါ2ပါ3 4ဒါကတော့ဘာပေါ့လုံးလေးပါဒီအပေါက်လေးတော့ဘာထည့်ရမှာလဲဆိုတော့ဒီမဲ့ကုန်းလေးတွေပေါ့နော်ဒီကုန်းကဒီမဲ့ပေါ့နော်တကုန်းကိုတိတ်ရပါဘုံတက်ထဲထည့်ဆိုခရုတွေရပါတယ်ဟဲ့ဒီစီလောက်ပြမယ်ပေါ့နော်ကုန်းလေးတစ်ခုထည့်လိုက်မယ်ဟဲ့နောက်တစ်ခုထည့်လိုက်မယ်ထည့်ပြီးဆိုရင်ပေါ့နော်ခဏဒီမှာကြက်ဖာလေးရှိရဲအဲ့ဟာလေးကိုအဲ့လိုဆွဲချလိုက်မပေါ့နော်ဒါနည်းနည်းကောက်နည်းစုလေးဟဲ့ဒီလိုဒီရောကြီးပါလာမှာဖြစ်ပါရဲ့ရှင်ရလာမသိဘူးနော်ဘယ်တော့ခေါင်းလေးမနော်အနည်းကဖြင်းလေးမှာကြီးစားပါလာတာမဖြစ်ပါရဲ့ရှင်အကြောင်းမလို့မတရားတန်ပါတယ်တရားဘူးနေမှာတရားဖို့အများကြီးရတဲ့အတွက်ကြောင့်တော့တက်ပါရှင်သူစီဘယ်နှခုလဲရေးပေးမယ်နော်နာပါโอเคဘယ်နှခုလဲဆိုတော့နှစ်ခုဟုတ်လားသုံးမနော်တစ်ခုနှစ်ခုသုံးခုလေးခုတော်များပါတယ်အားလုံးပေါင်းက15ခုလောက်ရှိ15ခုကိုကြည့်နော်လောက်ရရတယ်အဲ့ဒီထဲမှာ7နဲ့3နဲ့secret တွေကိုပုံသွားတာအားလုံးပဲတက်တာပါဒီဟာကဒီလိုလိုက်ချင်တယ်ဆိုရင်ကောက်ကုန်းနဲ့လိုက်ပါတော့ဖြစ်ပါတယ်ဒီလိုဘာမှမဖြစ်ဘူးโอเคအခုကကြော်လေကောက်ကုန်းကိုရာရီကောက်ကုန်းမှာဒီဘုံလေးကိုလိုက်ချင်တယ်ဆိုရင်ကောက်ကုန်းထည့်ဝင်လာပြီလားဒီအားလုံးပဲတက်တာပါဗီဒီယိုဆိုတော့ကြည့်ပဲကျေးဇူးများတင်ပါတယ်ကိုလေးလိုက်လေးလည်းမိတ်ခဲ့ကြအောင်နော် subscribe လေးလည်းနေနေအောင်နော်